လေ့ကျင့်ခန်းလုပ်ရုံနဲ့ခန္ဓာကိုယ်ငွေတက်လာမယ်လို့ထင်လားတကယ်တော့ training တစ်ခုတည်းနဲ့မလုံလောက်ဘူးကြွက်သားတိစောက်ဖို့ဆိုလို့ရှိရင် training ရဲ့အစားအစာရဲ့ recovery ရဲ့ဒီသုံးခုလိုအပ်တယ်ဒီနေ့တော့ကျွန်တော် lower body ကို train မယ် form မှန်လေးနဲ့မှပြီးတော့ကျွန်တော်ရဲ့ကြွက်သားတွေကိုအလုပ်လုပ်စေမယ်ကဲဒါဆိုရင် let's go Yes, I be your woman. Yes, I be your baby. Yes, I be whatever that you tell me when you're ready. Yes, I be your girl, wherever you lady. You ain't never gotta worry. I'm there for you, baby. Best believe that. When you need that, I'll provide that. You will always have it. I'll be on that. Keep it in that. When you need that, I'm there to have it. Don't need that. Like a dirty rhythm you play. I wanna hear you calling my name. Work out ပြီးရင်လည်း protein ပါတဲ့အစားအစာတွေကိုစားတော့ဖို့မမေ့ပါနဲ့ကြွက်သားတိစောက်တယ်ဆိုတာချင်းလေ့ကျင့်ခန်းလုပ်ရုံနဲ့တင်မဟုတ်ပါဘူးကဲဒီနေ့တော့ day 2 ပြီးပြီနောက်ရက်တွေမှာပြန်လဲစုံတွေ့တာပေါ့